သတင်းတွေလိုက်ကြည့်တယ်ဆန္ဒပြတဲ့ရုပ်သံထွက်တယ်နော်သတင်းမီဒီယာကြီးတွေမှာတော့တင်တာတော့မတွေ့ဘူးဖြစ်နေရတာကခင်ဗျားတို့မရှက်ဘူးလားဒီ UNG ထောက်ခံနေရဆိုတော့ထက်နဲ့ထောက်ခံနေတဲ့ UNG အစိုးရမှဆိုတဲ့လူတွေခင်ဗျားတို့အခုချိန်ဒီမရှက်ဘူးလားမကြည့်ပြအမှု18ရောက်မှ12ရောက်တိုင်တယ်တရုတ်လုံးကနေထွက်လာပြီးတိုင်တာမရှက်ဘူးလားအစိုးရတရက်ရက်ထောက်ခံနေတဲ့ပြည်ပလူတွေအဓိကပြောချင်တာ UNG မှ UNG ခင်ဗျားတို့ရောပြီးကြံနေရလားဒါမှမဟုတ်မရှက်ဘူးလားမသိတာတော့မဟုတ်တော့ပါဘူးခင်ဗျားတို့တရားချင်းမတရားချင်းကိုတော်လန်ကြတယ်မတော်လန်ကြဘူးခင်ဗျားတို့မသိတာမဟုတ်ခင်ဗျားတို့မရှက်တာဖြစ်သွားပြီတခြားတိုင်းသားပြည်နယ်တွေမပြောဘူးကျွန်တော်တို့ဘုံငကားဆိုတဲ့အစွဲကိုလည်းမကြည့်ဘူးအမှန်တရားနဲ့အမှန်တရားကိုဖုတ်ပြီးတော့ကောက်ကြည့်ရုံမှနေတာကိုခင်ဗျားတို့ကမသိတော့လားပြောတော့တော်လန်ရေးအမှန်တရားဆိုပြီးအဲ့ဒါဆိုရင် line ပေါ်မှာစောက်ကြီးစောက်ချက်တွေတက်မပြောနဲ့ခင်ဗျားတို့ကဖင်မှန်းပြီးခေါင်းမှန်းပြီးမသိတာလည်းမဟုတ်ပါဘူးဗျာအထင်သားကြီးပေါ်နေတာအဲ့တော့ခင်ဗျားတို့ကြောင့်တော်လိုင်းမနိုင်ဘူး UNG ကြောင့်မကျင်နိုင်ကျွန်တော်ပြောပြီးလားရှင်းပြီးတော့အခုကအဲ့အဆင့်ကျော်သွားပြန်ပြီခင်ဗျားတို့ကစစ်တပ်နဲ့ပေါင်းကြံနေရလားရုံမှနေရလားပြီးတော့စောက်ချက်လည်းမရှိဘူးဆန္ဒပြတဲ့ဥစ္စာဗီဒီယိုကဒီလိုလေးပဲရိုက်တယ်လူမပါတော့ဘူး9000တော့မသိဘူးတန်ကြီး9000ရိုက်မယ်ဆိုပြီးတော့တန်ကြီးမီတာခတန်ကြီးလည်းရိုက်တာဟုတ်အဲ့တော့တန်ကြီး9000ဆိုတာဖြစ်နိုင်တယ်တက်သိတွေပို့လာတယ်ကိုလက်လို့ပါတင်တယ်အဲ့ဒါတွေမပြောပါဘူးခင်ဗျားတို့ဒါကသူများတွေအသက်ဆော့ပြီးတိုက်နေတဲ့တိုင်းရင်းသားတွေ BNRA ရဲ့ဘုံငကားကိုယွန်မုံတဲ့ဆိုပြီးတော့ပုဂ္ဂိုလ်ရေးဂျေဝင်လို့လက်ခံပေးတယ်ပုဂ္ဂိုလ်ရေးမုံတီးမှုတော်လိုင်းတစ်စုံလုံးနဲ့အဖွဲ့အစည်းတစ်ခုနဲ့ပြန်ကြည့်ရင်ဒီဂျေဝင်တာဟာဘာမှမဟုတ်လေအခုကခင်ဗျားတို့အားလုံးကဘုံငကားဂျေဝင်နေတယ်လို့ဖြစ်နေတာကတော်လိုင်းရေးကိုလောက်ရမှန်လားမမှန်လားမမြင်ဘူးစောက်ချက်ရရှိသေးရလားခင်ဗျားတို့တွေတော်တော်ဆိုးဆိုးနော်ခင်ဗျားတို့တော်လိုင်းမနိုင်တာခင်ဗျားတို့ UNG အောက်က UNG ထောက်ခံနေတဲ့လူတွေအများကြီးကြောက်ဖြစ်တာဒါမှမဟုတ်ပါလဲစဲနိုင်တိုက်တွေပါကြီးကြီးကျယ်တက်ပြောနေသေးတယ်ဒီဟောက်မပြင်မဲနဲ့ဘယ်လိုလုပ်မှာလဲသူတို့ကစဲအနိုင်တိုက်နေတဲ့လူတွေလားခင်ဗျားတို့ပြန်ငုတ်ကြည့်အောင်ခင်ဗျားတို့လောက်ရအောင်ခင်ဗျားတို့တော်လိုင်းရေးလုံးရလားငါတို့နေရရရေးအတွက်မကောင်းတဲ့မကျင်တဲ့ကအကုတ်ဖဲ့နေရလားစစ်တပ်နဲ့တူတူပဲလောက်ရတဲ့အကုတ်တူနေတယ်ကျွန်တော်တဲ့ပြောနေတာခင်ဗျားတို့ဘုံငကားနည်းနည်းလေးရှင်းလိုက်တာနဲ့ပြီးသွားပြန်ပြီရှုံးပြန်ပြီဒါလည်းပဲဖောက်ချက်လည်းမရှိဘူးနောက်တစ်ခါပြဿနာဖြစ်ရှားပြန်ပြီဂိတ်စီနေဟိုးမှာတက်တိန်တယ်ကွာရှင်းလိုက်ပြန်ပြီပြီးသွားပြန်ပြီဆောက်ရတက်ရလားခင်ဗျားတို့တွေကဒီ UNG ထောက်ခံတဲ့လူတွေကစောက်ချက်ရောရှိရလားသတင်းမီဒီယာတွေပါအပခင်ဗျားတို့ကနည်းနည်းများစောက်ချက်မဲနေတယ်လို့ဖြစ်မနေဘူးလားကျွန်တော်ပြောလူပုဂ္ဂိုလ်မဟုတ်ဘူးအမားနဲ့အမှန်နဲ့ပဲပြောနေတာဟာငါတို့မားနေပြီဟာဆိုပြီးတော့အချင်းချင်းလဲအမြန်ထိတ်ချောင်းပြီးတော့နည်းနည်းပါးပါးရုပ်ထွက်လောက်အောင်ပြင်ဆင်လိုက်တာလည်းမရှိဘူးအဲ့တော့ကျွန်တော်ပြောတဲ့အတိုင်းပဲခင်ဗျားတို့ဆောက်ရှက်မရှိဘူးခင်ဗျားတို့ကြောင့်တော်လိုင်းချုံနေတာပြောလိုက်သေးတယ်စစ်တပ်နဲ့ပေါင်းဝပြီးပါညာတခြားကလည်းစစ်တပ်နဲ့မပါဘူးဖတ်ချက်တွေပါတယ်ဇော်ထုတ်ဖတ်ချက်လို့ခင်ဗျားတို့ဖက်ကတိုက်နေတယ်အာနာရတယ်တော်မဲ့တာနော်အာနာနော်ဆောက်ရှက်မရှိအောင်ကိုမဲ့တာလေအာနာတခါမှကိုမမြင်ဘူးခင်ဗျားတို့လောက်ကြပမာတွေလည်းဆောက်ရှက်ပွဲတယ်မင်းတို့ဆောက်ပမာတွေဆောက်အာနာမဲ့ပြီးတော့နေလူနေကြတိုင်းသားတွေမြင်မှာပေါ့ခင်ဗျားတို့မသိဘူးလားဒါလားခင်ဗျားတို့ပြီးတော့ယောက်ျားတွေရောဟုတ်ရလားပြီးရင်ကျွန်တော်ပြောနေတာဘယ်သူဖက်မှရက်ပြီးပြောနေတာမဟုတ်ဘူးဒီဟာလေးတောင်မှပဲအလောက်ကွဲအောင်နားမလည်ဘူးမသိဘူးဆိုရင်ခင်ဗျားတို့ကြောင့်တော်လိုင်းပြက်တယ်လို့ခင်ဗျားတို့ကတိုင်းပြည်ရောင်းစားပြီးခင်ဗျားတို့ဖြက်စီးသွားတာလိုင်းပေါ်လူတွေရောပဲကျွန်တော်တို့ကဘာမဟုတ်တဲ့အဆင့်တောင်မှစကားကိုတောင်းဝင်ယူတယ်ခင်ဗျားတို့လည်းတောင်းဝင်ယူလေယောက်ျားဆိုရင်နူးကြည့်လောက်တဲ့ဆောက်တလွဲတွေကြီးကတက်တိပြောလို့တော့မနိုင်ဘူးအာနာကိုမဲ့ရင်တော့မှပဲဂုတ်သိက္ခာရှိအာနာကိုမဲ့ရတယ်ခင်ဗျားတို့ကအခုကအောက်တန်းစားအာနာမဲ့တယ်လို့ဖြစ်နေတယ်အောက်တန်းစားတော့မှမိမကြံခင်ဗျားတို့ဘာတွေလုံးနေမှလည်းမသိဘူးဆောက်ချက်လည်းမရှိဘူးလုံးနေလို့ပဲသိဒါတော့အစိုးရ
ကျွန်တော်တို့ကရောပြီးတော့ဘာမှမပြောရတာတော့ရှက်လာတယ်ပြောရမယ့်လူတော်မှာဒီပါသုံးလုံးတွေရဲ့ရုံမှမှုတွေမြင်လို့မကောင်းကြားလို့မကောင်းကိုရေးကိုတာဒီအကျင့်ပြက်တွေခင်ဗျားတို့ကဆောက်ဗမာတွေမကောင်းပါဘူးတိုင်းရင်းသားတွေအမြင်မှာတော့မပို့ဆိုးလာတယ်ဒီတစ်ခါလည်းဗမာတွေပို့ဆိုးပတ်ဆက်6ချက်ကွဲပြန့်ပြီသူများတွေပြောလဲပြောချင်းစရာကြည်လိုက်တော့လဲဆောက်ဖြစ်လည်းမရှိဘူးသူများပြောလို့မခံချင်လို့လုံးပြမလားဆိုတဲ့အောင်းမိတယ်အစိုးရဝေဖန်ဘာဖြစ်ရညာဖြစ်တယ်ခင်ဗျားတို့မရှက်ပေမဲ့တခြားပြည်သူဗမာပြည်သူတွေရှက်တယ်နော်ခင်ဗျားတို့လူကြီးတွေတိတ်တော့မှမလို့မရှက်ပေမဲ့လူငယ်တွေရှက်တယ်ဆောက်ကလေးကကြင်ညံ့နေနဲ့ဘာရလဲခင်ဗျားတို့အခုဆောက်အာနာလေးတကွဘာမဟုတ်တဲ့လဲကန်တင်းရိုးတမှာမက်နေတာမှာပုစုပတ်ဆက်ဘာရလဲခင်ဗျားတို့အခုဘာရလဲအောင်သွားလားခင်ဗျားတို့လုံးရအောင်သွားလားတော်တိုင်ရုံပဲကောင်းတယ်လीနော်တစ်ဖက်ကဟိုတအားတိခတ်နိုင်တဲ့လူမို့လို့တိခတ်တာအပိုင်းကျွန်တော်တိခတ်မနိုင်ဘူးခင်ဗျားတို့ဒီအချင်းချင်းကြားထဲမှာနော် UNG နဲ့ပေါင်းနေတဲ့လူတွေလည်းဒီအခင်းချင်းကိုတိုင်းရင်းသားတွေလိုမျိုးဆရာကြီးအထနဲ့ဟိုစတိုင်မလိုက်နဲ့မဆောက်ကားတို့ဘာလို့ပြောတာပါကွန်ပျူတာတို့ဒါမြေပြင်ပေါ်တိုင်းမှုပြဿနာလေးမဟုတ်ဘူးခင်ဗျားတို့ရဲ့ပါတော်လို့ပါအဖမျိုးနဲ့ခရိုင်တာဝခံတွေရဲ့စောက်ကြည့်ရုံမှမှုအဖွဲ့အစည်းတစ်ခုလို့စောက်ကြည့်ရုံမှမှုစောက်ကြည့်ရုံမှမှုနဲ့ပေါင်းရင်ခင်ဗျားတို့လည်းစောက်ကြည့်ရုံတဲ့အဖွဲ့အစည်းနဲ့ပေါင်းတဲ့လူပဲဖြစ်မှာ SRA လည်းစောက်ရှက်မရှိတဲ့အဖွဲ့ဖြစ်မှာဘာဖြစ်လို့လဲခင်ဗျားတို့ဝန်ကြီးချုပ်ရုံမကြည့်ပြကိစ္စမြေမကောက်ကြမကောက်တလားနလားရှိပြီခုအဲ့တော့ယူချင်းအောင်ဆောင်ပြီးပေါင်းဖို့အတိုင်းအတာကြော်လွန်သွားပြီမဟုတ်လားဖြည့်ရှင်းဖို့ပြောဆိုရင်ပြောဆိုမပြောဆိုရင်လည်းခက်ခဲနေလို့ရတဲ့အခြေအနေတခုရောက်နေပြီလို့ကျွန်တော်တော့မြင်တယ်ဒါမှယူချင်းအောင်ထပ်ဆောင်နေတော့အမှန်တရားကိုခင်ဗျားတို့ကခုတုံးလုပ်ပြီးတော့တော်လိုင်းရုပ်ခုတုံးလုပ်ပြီးငါအာဏာနေရရေးပေါင်းစားတာပဲခင်ဗျားတို့ဒီလောက်တော့တွေးလို့ထိပါတယ်ဟုတ်လားပေါင်းစားတာပဲလေအကောလုံးတော့မတိတော့ပါဘူးအဲ့ဒီအကွက်နဲ့လေခင်ဗျားတို့ဟာခင်ဗျားတို့တော့တိပါတယ်အကောလုံးမတိတာမှာဒါမျိုးတွေဟာကျွန်တော်တို့ပြောခဲ့တာတွေကအခုစိတ်ဆိုးလို့ပြောနေတာမဟုတ်ဘူးကျွန်တော်တို့တောင်မှမြင်သူမရှက်ရိုသူရှက်ဆိုလိုမျိုးပဲခင်ဗျားတို့ကြည့်ကြည့်ပြီးတော့ဘာတွေမှလည်းမသိစောက်ရှက်လည်းမရှိဘူးလူတွေပြည်သူတွေစာနာပြတဲ့ပြည်သူတွေတော့မပြောလို့ပါဘူးနော်စီစဉ်တဲ့ဥစ္စာကအကြောင်းပြချက်ပါလဲဆိုရင်မရှိဘူးပြည်သူမကျင်တဲ့လို့အကြောင်းပြဘာညာဘာလိမ့်မှန်းကိုမသိတာမြေပြင်ကရဲဘော်တွေပြည်သူတွေတဖြည်းဖြည်းစိတ်တက်ကြပြီးတော့မင်းတို့ဟာမဟုတ်တော့ပါဘူးမင်းတို့ဟာမဟုတ်တော့ပါဘူးဆိုပြီးတော့စိတ်လျှော့လက်လျှော့ပြစ်ကုန်တဲ့လူတွေအများကြီးပဲခင်ဗျားတို့ကြောင့်တူတူပဲအဲ့ဒီလိုမျိုးအဖွဲ့အစည်းဒါအဖွဲ့အစည်းနဲ့ဖြစ်သွားပြီတဦးတယောက်တစ်ဖွဲ့တည်းနဲ့မဆိုင်ဘူးတဦးတယောက်တစ်ဖွဲ့မကောင်းလို့အပေါ်အဖွဲ့အစည်းကိုပါ UNG ကိုပါအကျင့်ပြတ်သွားပြီဒါအခုပြောနေတာနေဖုတ်လက်ပြောသလိုမန္တလေးကိုဘယ်နဲ့ဖရားတွေပါလေအဲ့ဒီလိုမျိုးပေါ်ပက်စကားကိုမပြောဘူးရုံးမာတဲ့အဖွဲ့အစည်းနဲ့အကျင့်ပြတ်နေတဲ့လူတတ်မှုတွေနဲ့နော်အဲ့ဒါကိုမှအရေးမယူဘဲနဲ့ဆက်ပြီးတော့မိန်ပြီးတော့မဟုတ်တာတွေဇွတ်လုံးနေတဲ့အခြေအနေကိုပြောနေတာဆိုလိုကန်စကားတွေကိုမပြောဘူးဒါအရင်များဖတ်မရတယ်ဒီတော့တော်လိုင်းဖြစ်စည်းတာဘာလို့လဲဆိုကျွန်တော်လာမင်း UNG နဲ့ပေါင်းပြီးတော့ယူချင်းအောင်ဆောင်နေရင်အဲ့ဒါတော်လိုင်းဖြစ်စည်းဖို့ခြေလမ်းစားတင်နေတဲ့အခြေအနေပဲလို့ကျွန်တော်ကတဲ့ပြောမှာဘာဖြစ်လို့လဲဆိုရင်ခင်ဗျားတို့ဒီ BPAA မှာဖောက်ခောက်တို့ဘာတို့ညာတို့ဟာဒီ road admin တို့ဆိုတာရွှေဘိုလမ်းကြားမှာကိုဆန်တို့နဲ့လာပြီးတော့တွားလာခဲ့ပြီးပြီမသိစရာအကြောင်းမရှိဘူးပါတော်လို့တွေအကြောင်းအလဲပိုင်းဝင်ရင်ပါတော်လို့တွေရပြဿနာဖြစ်မှကြောက်လို့ထိတ်တိတ်နဲ့ပြောဆိုတာကိုနားလည်ပေမဲ့ဒီလောက်ထိအခြေအနေမျိုးဟာနားလည်ပေးလို့ရတဲ့အခြေအနေမဟုတ်ဘူး15နှစ်ခင်ဗျားတို့ပေးဆက်နိုင်တာမှပဲကျွန်တော်တို့ပေးဆက်မနိုင်ဘူးဒါဟာတာအစောလန်ရေးကိုတာမကရှန်ကလူတယောက်အနေနဲ့ပြောပိုက်ခွင့်တားပိုက်ခွင့်ရှိတယ်ဒီတော့ခင်ဗျားတို့ကြီးကျယ်ကျူးကြော်ခက်ကြတဲ့ဒေါ်လာရေးကြီးကျယ်လုံးမယ်ပေါ်ပါညာတကယ်နားလဲတဲ့အခြေအနေရောက်လာပြီအခုချိန်လောက်ဆိုတော့နားလဲသိမ့်ပြီတွေအမားမှန်အဖြူမဲတော့ကွဲပါလေနော်ဒါအောင်မှထပ်ပြီးတော့တနိုင်ငံလုံးအကျိုးဒေါ်လာရေးအကျိုးမှာကြီးရဲဆိုရင်တော့ခင်ဗျားတို့ကဒေါ်လာရေးအကျိုးကြီးတာမဟုတ်ဘူးကလေးကချစ်လို့ဖို့အကွက်ချနေတာပဲပြောမှာပဲ
ခင်ဗျားတို့လေးစားပါတယ်ဆိုတဲ့ဆရာကြီးတောက်ဆိုဝေဆိုမကြည့်ပြမှုပါလို့လေရှင်းခိုင်းလေကျွန်တော်ကလူပုဂ္ဂိုလ်ကြီးတော့မဟုတ်ဘူးရှင်းခိုင်းသူရှင်းရင်သူပြီးတယ်ဘာလို့ဆိုသူပြည်တော်စုဝင်ကြီးဖြစ်သွားပြီသူတို့မရှင်းဘူးအဲ့တော့ကျွန်တော်မေးချင်တာက CDN တိုင်တဲ့12ရောက်15ရောက်19ရောက်18ရောက်ထားလိုက်ပါတော့တမတော်ရုံးကဝန်ကြီးချုပ်ရုံးကတိုင်တဲ့ CDN နေရာမှာခင်ဗျားညီမခင်ဗျားအမတွေဆိုရင်ခင်ဗျားတို့တွေဘယ်လိုလုပ်မလဲနော်ခင်ဗျားတို့ခေါ်ပြီးသူတို့ခင်ဗျားတို့မောင်ဆောက်ခါတို့ရဲ့ညီမအမတွေဆိုခင်ဗျားတို့ဘယ်လိုလုပ်မလဲဒီ CDN တွေလိုမျိုးတွေ PDF တွေနဲ့တတ်ခါလိုက်ရမလားဟောအမျိုးမျိုးအချင်းရောက်တာတွေခင်ဗျားတို့ဘယ်လိုလုပ်မလဲအဲ့လိုပဲတီးခတ်မှာလားခင်ဗျားတို့အားလုံးဟာပြည်သူကိုယူချင်းအောင်ဆောင်ပြီးတော့ for sure နဲ့ဆက်ပြီးမလိတ်တပတ်လုပ်ဖို့အတွက်ပြင်ဆင်နေကြတာတော်လာရေးကိုမပြီးနိုင်မစည်းနိုင်အချိန်ကြာကြီးလုပ်ပြီးတော့ခင်ဗျားတို့အလေကိုမေးလောက်တဲ့အချိန်ထိအလေကိုကြာအောင်ဆွတ်ဆက်ပြီးဖုံးမလို့စီစဉ်နေတာတော်လာရေးလုံးနေတာမဟုတ်ဘူးတခြားပြည်သူမသိချင်မသိမယ်တော်ရတန်တော့စဉ်းစားမိရင်အကုန်သိတယ်နည်းနည်းချင်းအကြီးអော်လိုက်မယ်အကြီးထောက်អော်လိုက်မယ်အစိုးရဘာဖြစ်ညာဖြစ်တယ်ဒါအစိုးရလုပ်ရတာဒီပြည်သူတွေကတာမန်အခြေအနေမဟုတ်ဘူးငက်ပြက်ပြီးတော့စစ်ပေးချောင်ပြီးစစ်တမ်းကိုငါနှစ်ခန့်လာပြီးတော်ပြီးတို့ခင်ဗျားတို့တော့မို့လဲပြည်သူတွေနဲ့နားလည်ပြီးမခံစားပေးမစင်စားပေးနိုင်ဘူးလားပြည်ပလူတွေရောခင်ဗျားတို့လွတ်သွားပြီကျွတ်သွားပြီဒါပေမဲ့ခင်ဗျားတို့လုံနေမြန်မာနိုင်ငံပြည်သူတွေအတွက်စောက်ကြီးကြီးကြက်ကြက်တွေပြောပြီးတော့လူကြီးမို့လို့အသက်ကြီးလို့ချင်းချင်းလုံးနေရတဲ့ဆိုတာမျိုးကခင်ဗျားတို့ရဲ့အယူခွဲကိုကာတာခင်ဗျားတို့စောက်ချက်ရှိဖို့လိုတယ်ခင်ဗျားတို့စောက်ချက်ရှိမှနိုင်ငံအသက်ရှူချောင်းပါRCGUB အကွက်လိုမျိုးနဲ့ယူချင်ဆောင်ပြီးတွားတော့မဲ့ဟုတ်ဆက်မျိုးကလည်းမြင်တနေတယ်ပြောစရာတွေတက်သိတွေတော့အခိုက်မှတယ်ခင်ဗျားတို့ကဟိုတော်ရုံတင်းရုံဘေးကဝိုင်းရတဲ့သူတွေကတော်ရုံတင်းရုံလက်လူရှူထားရင်ရပြီပေါ့အစိုးရဆိုတဲ့လူကြီးတွေကလည်းစောက်ကြီးစောက်ချက်တွေလုပ်ပြီးတော့လက်လူရှူထားရင်တော်ရုံတစ်ခါနှစ်ခါလားဆိုတော်သေးတယ်အခုကတစ်ခါနှစ်ခါမဟုတ်ဘူးတစ်ဆိုင်မက်မက်ပါနေလုံးနေမှန်းကိုမသိတာတောင်ပြကြီးကြီးကြက်ကြက်တော်လာရေးဆိုတဲ့တင်းနေတင်နေတဲ့ဟာတွေအကုန်လုံးစောက်ယူတွေသတင်းမီဒီယာ UNG နဲ့ပေါင်းတဲ့သတင်းမီဒီယာအကုန်လုံးစောက်ယူ channel တွေမကျင်နိုင်ဖလာလိုက်ပိုင်းမှာဒဲလာရှင်းဘာဖြစ်လို့လဲခင်ဗျားတို့လောက်တာမြန်မာနိုင်ငံအတွက်ကောင်းစားဖို့အတွက်အထက်အောက်ရန်တရားတစ်ခုလုံးအကျင့်ပြတ်ချစားပြီးတော့ဘာအကွက်နဲ့မတိပဲနဲ့ကိုလူကိုဘာဆန္ဒပြန်ပြနေတယ်ပြည်သူတွေတောက်တဲ့ဆန္ဒပြစကလုံးညောင်းတဲ့ရအောင်လုပ်လိုက်တော့ပဲစစ်တပ်နဲ့တောက်တဲ့9000ဇာတ်တို့6800ဇာတ်တို့စကလုံးယူတောက်လိုက်တာပဲခင်ဗျားတို့အားလုံးလည်းအကျိုးစီးပွားပဲခင်ဗျားတို့ရှက်တတ်ပါစေပြဿနာဖြေရှင်းလို့မရလို့ကျွန်တော်ပြောနေတာဘာဖြစ်လို့ဖြေရှင်းလို့မရလဲအပေါ်ကနေပြီးတော့အကျိုးကြောင့်နဲ့ဆက်သွယ်ပြီးဖြေရှင်းနေတာမဟုတ်ဘူးဖြစ်ချင်းဖြစ်ဆိုပြီးတော့လွတ်ထားပြီးတော့ငါလူတွေလှုပ်ချင်လှုပ်တာဖုံးပေးထားတာအဲ့တော့အခုဖြစ်ပြီးထပ်ဖြစ်အောင်ပါပဲအဲ့တော့ထပ်ဖြစ်မဲ့ဟောကိုကျွန်တော်တို့ပြည်သူတွေကဘာလုပ်မှလဲဆိုတာဆုံးဖြတ်ဖို့လိုတယ်ဒါထပ်ဖြစ်အောင်ပါနော်မပြီးသေးဘူးဘာလို့ဆိုရင်ဆွေးနွေးညှိနှိုင်းတစ်ချိန်နှစ်ချိန်သုံးချိန်ပြီးရင်ကိုဖက်သူ့ဘက်မူဝါဒစီးပေါင်ချတကင်းကင်းရှင်းရှင်းနေတော့တမျိုးမဟုတ်ဘူးမဟုတ်တာလုံးနေကောက်ကွယ်ပေးတဲ့အစိုးရဒီဘက်ကပြန်အဲ့တော့သူနေတာကိုဒီဘက်ကနေပြဿနာရှာတယ်အဲ့ဒါထပ်ဖြစ်မှာပဲရှင်းရှင်းပြောတော့စောက်ကျင့်မကောင်းကိုအိတ်အောင်မှလူတက်ပြီးတော့ဖုတ်ဖိတာပြီးတော့အမျိုးမျိုးလုံးနေကောင်းတွေကိုလက်နဲ့တက်ဆင်းနေရရထုပေးထားအဲ့ကောင်တွေကပြဿနာရှာတော့အစိုးရယူချင်ဆောင်ကောက်ွယ်အဲ့တော့အစိုးရနဲ့ BRI လိုမျိုးဖြစ်နေတဲ့ပြဿနာထပ်ဖြစ်မှာပဲအဲ့ဒီအစိုးရနဲ့ထောက်ခံနေတဲ့လူတွေကြားမှာတော်လာရေးမအောင်တာမထူဆန်းဘူးဘာဖြစ်လို့လဲမမေးနဲ့လားမေးတဲ့လူမေးလိုက်မှာပေါ့ဒီဇော်ထက်တက်သွားတဲ့ဇော်ထက်တို့အမျိုးမျိုးအချင်းရောက်နေတဲ့တို့မဟုတ်တမဏိတက်သွားတဲ့21ယောက်ခမန်းကြီးမားတွေခမန်းမိသားစုတွေမပေါလို့လားကြည်ပြအမှုမှာမတရားလောက်ခံလာရတဲ့เนาะကျူးလွန်တဲ့အချင်းပြက်တွေခမန်းကြီးမားတွေခမန်းတို့မိသားစုတွေမဟုတ်လို့လားဒါပဲဖြစ်လေခင်ဗျားတို့မိသားစုသားဆိုရင်ရောညိတ်ခံမလားမရှင်းမဲနေမလားတော်လာရေးရှေ့ရှုပြီးတော့စိတ်အနှံ့တိုက်လုံးနေမှာလားကိုချင်းစာစိတ်ဆိုတာဒါကိုပြောတာအစိုးရတရားရှိမှဒါလားအစိုးရဒီဟာမျိုးကိုအစိုးရဘယ်သူမှမထောက်ခံဘူး
ဒါကြောင့်မို့လို့ပြောတာပြည်သူတွေသိဖို့ဆိုတဲ့အတိကိုကျွန်တော်တို့ကစင်ပြောရတယ်ဆိုပေမဲ့အဲ့ဒီဟာကိုဖယ်ဖို့ဆိုတာကတော့ပြည်သူသိရလောက်နဲ့မရောက်ဘူးအများစုကအဲ့ဒီအမကန်သိတဲ့ဖက်ကိုရောက်လာမှာပဲနားလဲလာမှာပဲသို့မဟုတ်အကျိုးစီးပွားတွေကင်းကွာလာမှာပဲရမှာအခုကတော့အကျိုးစီးပွားရင်းနှံမှုကွန်ရက်ရတအားကြီးနေတဲ့အတွက်ကြောင့်ဒေါ်လာကြီးမနိုင်သေးဘူးစိတ်မကောင်းစွာနဲ့ဒဲပြောရမယ်ဒေါ်လာကြီးမနိုင်ဘူးဘာဖြစ်လို့လဲ UNG ကြောင့်ခင်ဗျားတို့ကြားကြလို့လာညင်းမနိုင်ဘူးစိတ်ဓာတ်ကြတာတွေစိတ်ဓာတ်တက်တာတွေခွန်အားဖြစ်တာတွေခွန်အားမဖြစ်တာတွေကသူများတော့ပြောကျွန်တော်တို့ပဲပြောနေတက်တိခိုင်လို့တော့မှတစ်ဖက်ကိုရောက်နေတာဘာပန်းတိုင်မှမရှိဘာအန်ဂိမ်းမှမရှိဘာဂိုးမှလည်းမရှိဘာအစီအစဉ်မှမရှိပဲနဲ့ကလေးကကြက်သားထိုင်လုံနေတာအဖွဲ့အစည်းဥဆောင်နေတဲ့တော်လိုင်းဘယ်သူနိုင်မှလဲမားနေလားဆိုတဲ့စကားတော့ပြန်မဆက်စီရဘူးဒီလိုမျိုးပြောနေတာတွေကခင်ဗျားတို့အဖွဲ့အစည်းတစ်ခုကိုအချက်လက်ကိုတစ်ဖက်လက်နဲ့ပြန်စဉ်းစားမယ်ဆိုရင်ဟိုကောင်ပြောနေပြီငါတို့ပြောတဲ့အဖွဲ့အချက်လက်တွေမှန်လားမသိဘူးအလကားရတဲ့အချက်လက်ခေါ်တယ်ကိုမြေပြင်မှာထောက်လန်းပြီးတော့ကိုရနော်အဖွဲ့အစည်းကလွတ်ထားတဲ့ထောက်လိုင်းကြီးတွေချစရာမလိုဘူးအလကားပြောပေးနေတာပြင်ဆင်လိုက်မယ်ဆိုရင်ခင်ဗျားတို့အသားကြီးပဲအမျက်ရမှာပြောပေးနေသမားကိုကျေးဇူးတော်တင်ရမှာဟိုကောင်ပြောနေတာမှန်လားဆိုပြီးတော့စုံစမ်းစစ်ဆေးပြင်ဆင်လိုက်မယ်ဆိုရင်ခင်ဗျားတို့ share ဖြစ်သွားပြီကြားလာပြီဖြစ်တာဒါဟာအလကားရှာဖွေပြီးတော့အပြည့်တမင်လိုက်ရှာနေတာလည်းမဟုတ်ပါဘူးအချင်းစရာကောင်းလောက်အောက်ကိုပဲလာမြင်နေရတဲ့အခြေအနေဒါကိုလေးလူရှုတဲ့အတွက်ကြောင့်မရဘူးလို့ပြောတာဒီလေးနဲ့အရေးပေါ်အခြေအနေနော်လောကဦးစားပေးအဆင့်ဖြည့်ရှင်းမှတော့ပဲအဲ့ဒီအခြေအနေကလက်ရှိအခြေအနေကလမ်းမှန်ရောက်မှာအခုချိန်မှာတော့မရောက်ဘူးဘာဖြစ်လဲဒီပြဿနာဟာ BNI ငကားနဲ့မဆိုင်သလိုခင်ဗျားတို့အဖွဲ့အစည်းရဲ့အကျင့်ပြတ်တွေအရေးမယူတာတွေတာဝန်မခံတာတွေဟာယူချင်အောင်စာပြီးဖော်လို့မရဘူးအဲ့တော့ဦးစားပေးအဆင့်မဖြစ်မနေဖြည့်ရှင်းရမယ့်အရေးကျန်တာဘာမှမလုပ်ပဲအလုပ်လွတ်ချပြီးတောက်ဖြည့်ရှင်းမှရမှာမဟုတ်လားဖြည့်ရှင်းမှုနေတတ်မဟုတ်တာကိုထပ်လို့ဆောက်ရှက်ကွဲမဟုတ်တာထပ်လို့ဆောက်ရှက်ကွဲအချိန်ဘာလည်းမနေတော့ခင်ဗျားတို့ဆောက်ရှက်လည်းမရှိဇော်ထက်လို့ဆိုတဲ့ကောက်ပါပြီးတော့ညီကုန်းချုပ်ခန်းပြောချင်တာကဒီထက်ထိုင်ပါတဲ့အချက်လက်ကဘာဖြစ်လို့တော်လိုင်းမအောင်လားအဲ့ရလဲတော်လိုင်းအစပလဲနဲ့မှာသူငါတို့တိုက်လာတာအားလုံးသိလူထုထောက်ခံမှုနဲ့အားကောင်းလာတယ်မီတာခပြဿနာမီရက်စစ်မီပေးဝေးရေးပြဿနာနဲ့စပြီးတော့ဖယ်ထုတ်တယ်6နိုင်ကြောအခုတင်ကန်း6ခံလိုက်ရတဲ့ຫນွေဦးဆရာတော်6နိုင်ကြောလိုက်ပိုတမနီ21ယောက်လူတက်တယ် CDN တွေအဲ့ဒါပို့ဆိုပတ်သက်တာကိုယ်တိုင်ဝန်ခံထားတယ် UNG ကိုယ်တိုင်ခုတ်ရုပ်ဖွဲ့စစ်ဆေးနေတယ်လက်ရှိပိုတမနီဟာကိုကဲရေးတောင်းဝန်ခံတိုင်းအဆင့်သူကိုယ်တိုင်ဝန်ခံထားတယ် UNG ကိုယ်တိုင်စုံစမ်းစစ်ဆေးနေပါတယ်ခုတ်ရုပ်ဖွဲ့ပြီးတော့သတင်းထုတ်ပြန်ချက်ထဲမှာပါပြီးသားတက်သိနော်သူကိုယ်တိုင်ဝန်ခံထားတယ် UNG ကိုယ်တိုင်စုံစမ်းစစ်ဆေးနေတယ်လက်ရှိမှာဒီတမနီအဲ့ဒီဒေတာခရိုင်ကိုကဲရေးနော်နောက်ဇော်ထက်တို့ပါလို့ပုံကိုရေမုတ်တီမှုဆင်းဆိုပေမဲ့ခင်ဗျားတို့ကြည့်လိုက်ပုံတကားတို့တိုက်မိုင်းဆွဲနေချိန်မှာလက်နက်ကင်ပြီးတော့တိုက်ပွဲဝင်လို့မရဘူးအစိုးရတရားရခွင့်ပြုချက်ပါညာနဲ့အနောက်ကနေဖုတ်ဆက်ပြီးတော့အကြမ်းဖက်ဖြစ်မဲ့ဗာပြညာပြတဲ့ဒေါ်လာတော်လိုင်းရေးတက်ထုတ်လို့ရေးလမ်းကြီးကောက်တဲ့ကိစ္စတွေနဲ့ဥပဒေရေးကပုံတကားကိုဂိတ်ကြီးစီးနှင်းဆိုပြီးတော့လှုပ်ရှားခွင့်ပြဿနာနိုင်ငံရေးအရာလုံးကြံမှုနော်မြေပြင်မှာအဲ့ဒီပလဲမောင်တို့ဇာနီမောင်တို့ဒါပုံတကားတဲ့တဝန်ခွဲကြီးကိုတွေနော်ပလဲမောင်သူ့အိမ်အောင်မသိတယ်ဒေါင်းညိုပဲတနေကိုထိုင်ခိုင်းထားတယ်ခင်ဗျားတို့အားလုံးသိပါတယ်ဒါတွေအားလုံးကအချိန်တန်တော့သူ့အိမ်အောင်မှာဖြာလိုက်သိမ်းယူနေတွေ့တာပဲပလဲမောင်အဖေကိုယ်တိုင်ခင်ဗျားအိမ်မှာဇော်တဲ့အိမ်မှာထိုင်နေတယ်စစ်ကောက်စီကစစ်ကြောင်းထိုးတော်လို့တရွာလုံးမိရှို့တယ်ဇော်တဲ့ဖုံးဆိုင်မပေါ့ဘူးဇော်တဲ့အိမ်မပေါ့ဘူးတရွာလုံးလည်းအဲ့ဒီကရမရှို့တော့ဘူးဘာဖြစ်လို့လဲအဲ့လိုမျိုးအတန်ဖိုင်တွေထွက် UNG ဖက်တောင်းဝန်ရှိတဲ့သူတွေရဲ့ data တွေပေါက်ကြားအဆက်ကွဲတဲ့အထိဖြစ်ခဲ့တယ်ဒါလည်း UNG ရိုးသားတော့ပဲသိကျွန်တော်တို့အတွေ့အကြုံဒီအစတော်လိုင်းအစကနေအခုချိန်ဒီပဲကြည့်အောင်တော်အောက်တန်းကြအဆင့်ဆိုတာမြင်တာလဲအဓိကအချက်၃ချက်ရှိတယ်ဘာဖြစ်လို့လဲဆိုရင်ပထမချက်ကအချိန်မတက်ခင်အစိုးရဖြစ်ချင်းစိတ်အားကြီးတဲ့အကွက်ကိုခင်းတဲ့အတွက်ကြောင့်အလုံးပိတ်ကုတ်ရှုပ်ကုန်တာပဲအစိုးရကစားကွက်ကစားလိုက်တာပဲ
တော်လိုင်းကြီးကစစ်တောင်မတိုက်ရသေးဘူးအစိုးရရန်တရားတွေနဲ့အားလုံးပြင်ဆင်ဖိချလိုက်တော့ဟိုနယ်မတော်ရဒီနယ်မတော်ရအစိုးရအောက်ကမဟုတ်ရင်လက်နဲ့မကူရရန်ပုံငွေမထောက်ပံ့ရဘယ်သူလောက်တာလဲဟုတ်လားအစိုးရအချိန်မတက်ခင်အစိုးရပုံစံပြင်ဆင်ပြီးတော့အစိုးရဖြစ်ချင်တဲ့စိတ်နဲ့ကစားကွက်ခင်းလိုက်တာစစ်တိုက်ဖို့အလုပ်ခက်ခဲသွားတယ်UNG ကြောင့်ဝန်ဆောင်မှုပေးတဲ့အစိုးရပုံစံကိုအချိန်မတိုင်ခင်ဖွဲ့စည်းပြီးအတင်းအစိုးရရန်တရားနဲ့အခုချိန်ထိအစိုးရတောင်းဝခံငါတို့ကရွေးကောက်ခံအစိုးရငါတို့ကအစိုးရမင်းအခွန်မကောက်ရအောင်ငါတို့အစိုးရပဲကောက်ရမယ်အကျိုးဆက်ကအစိုးရဆိုတာမြေပြင်မှာဝန်ဆောင်မှုပေးနိုင်မှအခွန်ကောက်ရတယ်မြေပြင်မှာထိတိကျဝန်ဆောင်မှုပေးနိုင်မှရှိနေမှရုပ်ခန့်ဖွင့်ပြီးတော့စီစဉ်ညွှန်ကြားရတယ်ဘာနဲ့တော့သိမှာအဲ့ဒါမှအခုကမဟုတ်ဘူးကိုလူကိုခေါ်စော်ထဲတို့ခေါ်စော်ထဲတို့တင်သွင်းတဲ့လူတခုကလေးကကြီးတွေခေါ်ဟိုမှာပါလဲကောမှာပါလဲအချုပ်ထောက်ဖောက်တဲ့ပါလဲဟိုအမျိုးသမီးတယောက်ပါလာဖအချုပ်ထောင်ဝန်ထမ်း6ယောက်ဝိုင်းပြီးမတိတ်ကျင်းတယ်အဲ့ဒီအချုပ်ထောင်ဝန်ထမ်းဆိုတာလဲအဲ့ဒီအချုပ်တွေကထွက်လာတဲ့ကောင်းနေမဟုတ်လားပေါ်ဘလို့အော်တတင်းတွေမှာတွေ့ပြီးသားအဲ့လိုမျိုးကိုလူကိုပြန်ခန့်ပြီးတော့ရွာတဲ့ရက်ထဲမှာအရက်ထဲမှာအချုပ်ဆောင်ဝန်ထမ်းမရှိလို့အချုပ်ဆောင်ထဲကထွက်လာတဲ့အကောင့်တွေခိုးဆိုးလူနိုင်တဲ့အကောင့်တွေပဲအချင်းပြက်တွေအဲ့အချုပ်မှာပြန်ပြီးတော့တောင်းဝန်ပေးတယ်ဝိုင်းမတိတ်ကျင်းလာအေးရောပဲ6သိန်းနဲ့ညှိတယ်ကောဘက်မှာစကဝိုင်းဆွေးနွေးပွဲတစ်ခုမှမြို့သမီး2ယောက်ထားရည်လိုက်တာဘယ်နဲ့ချက်လဲမသိရိုက်လိုက်တယ်တိလားအဲ့လိုသိပြီးသားအဲ့ဒါရိုက်တာမှအရာကိုအရှိုးရဖို့အထက်လိုက်ရည်မိလို့စီဝေပွဲမှာလူကြီးတွေစကားပြောနေတယ်ပေါ့အဲ့ဒါပြောချင်တာကအချိန်မတက်ခင်အစိုးရပါဝါအာဏာအတင်းပြတဲ့တန်ကြောင့်ပြက်တာဒေါ်လာကြီးရုပ်ခန့်တွေဖွင့်ပြီးတော့ရာထူးခွဲဝေအချင်းချင်းပြန်ရန်ဖြစ်နေတဲ့အဆင့်မှာပြီးပြီးမှတဝဲလက်လက်ဖြစ်နေတဲ့အခွန်တွေနဲ့နံပါတ်1ကလက်နဲ့ဘန်တာရေးကိုလက်ဝဲကြီးအုပ်လို့ဖြစ်တာတော့ပြောသလိုပဲအစိုးဆုံးပြည်သူတွေစီကရတဲ့ငွေခင်ဗျားတို့ကအစိုးရဆိုပြီးတော့အရင်ဆုံးအလုပ်ဘုံလိုက်တယ်ဘိုးကချုပ်ကန်လိုက်တယ်ဘာဖြစ်လဲလက်နဲ့မကိုတွေစခန်းထားလာတယ်လက်နဲ့ဈေးတွေတက်တယ်မိပြီးတကယ်တိုက်ချင်တဲ့တိုက်နေတဲ့ local PD အဲ့ဒီမိကျုံမောင်းပြင်းတဲ့ရှေ့ဆုံးသွားပြီးတော့မဖြစ်မနေတိုက်ရတယ်ရန်သူကဒီဒေးခေါ်ထားတဲ့အတွက်ကြောင့်ပိုးစုပတ်သက်ချိန်မုံနေတဲ့အချိန်မှာခုခံရတယ်မိကျုံမောင်းပြင်းတယ်ခင်ဗျားတို့လှုပ်တာလက်နဲ့ဘန်တာကြီးကိုလက်ဝဲကြီးအုပ်ပြီးတော့ချုပ်ကိုက်လိုက်တယ်စစ်တိုက်တဲ့အချိန်မှာအဲ့လိုချုပ်ကိုက်လိုက်တော့ပြည်သူတွေဝိုင်းလူတဲ့ဟာကိုဘော်ဟိုကနေအောက်အုပ်လိုက်တော့လက်နဲ့ဈေးကွက်မောင်းကိုဈေးတက်သွားမိပြီးတိုက်တဲ့အဖွဲ့တွေကရှိတဲ့တူမိကျုံမောင်းပြင်းနေတဲ့ဒီဒေးခေါ်ထားတော့ခြေမုံနေတာကိုအရှိဆုံးကနေခံတိုက်တော့တေကြတယ်အသက်တွေခင်ဗျားတို့ UNG လောက်တာမြို့ပေါ်ပညာတတ်လူငယ်တွေတော်ထက်ခေါ်ဘာလုပ်နေမှမသိစစ်တဲ့တန်းလို့ဘာလို့လဲတော်ထက်မှချုပ်ထားလိုက်တယ်အလပိုင်းတော်တိုင်းအမကောက်ခင်ဗျားတို့လောက်တာတိုက်ပွဲမဝင်ခိုင်းပဲနဲ့တိုးလောင်ထားတယ်လူစံအရင်မြင့်အကျင့်ပြက်ခိုးဆိုးလူနိုင်အမျိုးမျိုးယူကြကြားဖြတ်ဖြေမှုရေးစေဝါတွေလို့သူများနိုင်ငံထွက်သွားဘာတစ်ခုမှပြည်ပြင်းအောင်အထများအောင်မလုပ်နိုင်ကြတာခင်ဗျားတို့ UNG ကြောင့်တတိယချက်ကလောကအဲ့ဒီဟာတွေပြန်စီစစ်ဖို့လက်တွေ့မြေပြင်အတိအရှိ UNG နဲ့ UNG ထောက်ခံနေတဲ့သူတွေကင်းကွာနေတယ် Discord နားဖြစ်နေတယ်အရှိတရားနဲ့အခုချိန်ဒီပဲအကြောင်းမို့လဲပြောတာခင်ဗျားတို့မြေပြင်နဲ့ကင်းကွာနေဒီရွေးကတော့အစိုးရဟာကလေးကကြစ်ပဲဖြစ်မှာ line ပေါ်က online ပေါ်ကရေးပေါ်စီအောက်ဆွဲလူတန်းစားတအုပ်ပေါက်က40တအုပ်စောက်ကျင်ရောက်တဲ့လူတအုပ်နိုင်ငံခြားရောက်ထောက်ခံနေတဲ့ဂျလုတ်ပလုတ်တအုပ် UNG ဟာအစိုးရတရားအနေနဲ့စူးစမ်းရုပ်ကန့်နေပါတယ်တည်တဲ့ဒီထောက်ခံနေလိုက်တကယ်တမ်းမြေပြင်မှာက80ရာခိုင်နှုန်းကြောမွဲပြည်သူတွေအတန်လက်ဖက်တင်တဲ့တန်တွေအောက်မှာဘာအတန်မှထွက်မရဘူးအခုချိန်ဒီအဲ့ဒီအမြင်မှန်မသိသေးဘူးငါတို့ကအစိုးရထောက်ခံပြီးအစိုးရရှိမှတရားဝင်ဖြစ်မယ်ခင်ဗျားတို့တရားဝင်ပြီးသိခံလိုက်အဲ့မှာခင်ဗျားတို့ကြောင့်တော်လိုင်းကြောက်ဆုံးတာ UNG ထောက်ခံဝင်ရနေတဲ့သူတွေကြောင့်အများဆုံးကြောက်ဆုံးတာဆက်ပြီးတော့ဘာဖြစ်လာမလဲဒီလိုအခြေအနေတွေကကျွန်တော်တို့ကြီးပဲသိတာမဟုတ်ဘူးတိုင်းရင်းသားအဖွဲ့အစည်းတွေအားလုံးသိတယ်ဘာဖြစ်မလဲတအားချစ်မယ်လေ UNG ကိုဟုတ်လားကျွန်တော်တို့တော့ပဲသိတယ်ထင်လို့လားတိုင်းရင်းသား EAO တွေအကုန်လုံးကဒါကိုမကြားချင်ပါအဆုံးပြီးတော့ယုံကြည်မှုရောနေလာတယ်ကိုယ့်နဲ့ကိုအလွတ်တိုက်တယ်ချင်းထရှာမြင့်တာနေတယ် Confederation ပုံစံသွားနေတယ်ဘာဖြစ်လို့လဲမြင့်တာနေလေကျွန်တော်တို့တော့သိတယ်တိုင်းရင်းသားတွေကထောက်လိုင်းလွတ်ထားတဲ့လူတွေကမသိပဲနေမလား
NUG ကတိုင်းသားတွေငါတို့အတူတိုင်းနေပါတယ်ပြောနေပြီမဲ့လိန်နေတာမှထုတ်မပြောဘူးအားလုံးသိတယ်မြေပြင်အမှန်တရားတခြားစီဖြစ်နေတာကိုပြည်ပပြည်တွင်းအစအကုန်သိတယ်ခင်ဗျားတို့သာဆောက်ရှက်မဲစော်နဲ့ဆက်လိမ့်နေတာကျွန်တော်တို့ဂဂနာသိတယ်လို့တိုင်းသားတွေကဣတိမြေသိတာပဲသူတို့သွားလာချိတ်ဆက်နေတာဟာလေပါတယ်လက်နဲ့ခရတိုင်းသားစီကလာမှရတာလက်ရှိပလဲမှာဖြစ်နေတာလည်းအကုန်သိတယ်ဒီတော့ခင်ဗျားတို့အကြောင်းလိမ့်နေတာခင်ဗျားတို့တော်လိုင်းကြောက်သွားလုံးနေရလို့ပိုင်နိုင်ပြောတာပဲပြည်သူအတိတ်ကျဆန္ဒပြခိုင်းတယ်တိုင်းသားတွေကအရေးမကြီးလို့တော့စကားတစ်ထက်မပြောတာမသိစရာအကြောင်းကိုမရှိတာ PAA ဘာသာထုတ်ပြတာလဲတော့ကြည့်လိုက်ဦးထိုင်ရေးတော့သူကတော့ PAA ဆိုတာဘာလဲခင်ဗျားတို့ဒါလည်းစောက်ကြည့်ဆိုင်တာမဟုတ်ဘူးစောက်ချက်လည်းမရှိဘူးရော့ယုံကြည်မှုလျှော့နေပောက်ကရလောက်တဲ့လူထုထောက်ခံမှုမရှိတော့ဘူးဆိုတာတိုင်းသားတွေလည်းသိတယ်တချို့UNG မှာ UNG ပေါင်းစတဲ့လူတွေကမသိဘူးအဲ့လိုပဲ SRA လိုမျိုးတချို့ UNG ထောက်ခံတဲ့လူတွေလည်းမဲပြီးတော့သွားနေတယ်ငါတို့နဲ့တော့မဆိုင်တော့ပါဘူးဆိုပြီးမဆိုင်လို့ကိုမရဘူးခင်ဗျားတို့အားလုံးသိတယ်ပြောချင်တာမဆောက်ကားတို့ခွန်ပီတူးတို့ကြားသားတက်တို့ပါလို့ညတို့ခင်ဗျားတို့သိတယ်ခင်ဗျားတို့ရဲ့တက်တွေဖတ်ပေါ်လာတာတိုင်းသားဒေတာကျွန်တော်ပြောတယ်တိုင်းသားတွေမသိချင်မှအစိုးဆိုပြီးတော့ကျွန်တော်ပြောတယ် yes or no အခုလိုဖြစ်နေတာတွေတိုင်းသားတွေမသိပဲမနေဘူးဘာဖြစ်လို့လဲပြည်နယ်အကောင်ရေးပြည်နယ်လွတ်မြောက်ရေးအေးတို့ကိုယ့်ဘာသာကိုတိုက်တယ်ကချင်ရခိုင်ကရင်မဟုတ်လားတိုင်းသားတွေသိတယ်တိုင်းသားတွေသိတော့ခင်ဗျားတို့ဟာလဲတိတ်တော့ဟုတ်မဲ့ပုံမရှိဘူးဆိုတာလည်းသိမှာပဲဘာလို့ဆိုခင်ဗျားတို့မွေးထုတ်ပေးတယ်ခင်ဗျားတို့စစ်ရတယ်လေခင်ဗျားတို့ပိုက်တဲ့ဥပနဲ့ခွေကအစသိတာပေါ့တစ်ဖက်ကပြောမှမဟုတ်ဘူးအားလုံးသိနေရတာဘာလို့ဆိုရင်ခင်ဗျားတို့စစ်တိုက်တိုက်အောင်တင်ပေးလိုက်တဲ့စစ်ရတယ်တိုင်းသားတွေကမပြောချင်လို့တော့ပဲသို့မဟုတ်အခြေအနေတစ်ခုချုပ်ပြီးတော့အကောင့်ဖက်ကိုဥတီပြီးလုံနေလို့တော့ပဲတွားနေတာဒီတော့တော်လာရေးလူထုထောက်ခံမှုကိုလက်နဲ့ကိုဖြတ်တောက်လိုက်ပြီဆိုတာကိုအားလုံးသိဖို့လိုတယ်ဆန္ဒပြတဲ့သူတွေကိုသူတို့ဆန္ဒပြတဲ့သူတွေတလန်ဆွဆွဲတဲ့ဆန္ဒမပြတဲ့သူတွေ9000လေးဆိုတာတွေအားလုံးတောင်းညူတို့ကိုယ်တိုင်ပြည်သူတယောက်ထင်ရင်မိပွင့်သွားမယ်ဆိုတဲ့အထိကြီးညာလိုက်မှသာညိနေတာပြန်ထွက်လာတက်ပုတ်တွေပါချို့လာပြီးတော့ဗဇက်ကထွက်ရဆွဆွဲတာလည်းမဟုတ်ဘူးကျွန်တော်တို့ပြောတာမှာတက်တိတ်ပါတယ်တက်ပုတ်ဆိုတဲ့ဒီဘက်ကတက်ပုတ်အောက်မှာပါလဲအဲ့နေ့ကကျွန်တော်ပြောခဲ့တယ်3တက်တို့4နှစ်တို့ပြောခဲ့သေးတယ်လေအဲ့ဒါတက်တိတ်တွေပြောတာရှိသေးတယ်ပြဿနာပိုကြီးသွားမယ်ဆိုလို့မထုတ်ပြတဲ့တက်တိတ်တွေဒါလိန်ရဲလူတွေသိဖို့ဒီကောချုပ်ပြောချင်တာကတိတ်ချစဉ်းစားဖို့အရေးကြီးဆုံးအချက်ကတော်လိုင်းရေးကြမ်းကြနေတာအသက်အိုးအိမ်ပြည်သူတွေစောက်ရှုံးနေတဲ့ဥစ္စာတွေအားလုံးဟာရန်သူစစ်တပ်ကြောက်ပဲဟုတ်ရဲ့လားကိုတိုင်းကနိုင်ငံရေးဥဆောင်မှုအတင်းလောက်ပြီးတော့တကယ်မြေပြင်မှာဝန်ဆောင်မှုမပေးနိုင်ပဲအာဏာနေရလူရင်းနဲ့တော်လိုင်းရေးကိုငွေနဲ့လဲခဲ့ကြတဲ့သူတွေကြောင့်မဖြစ်နိုင်ဘူးလားတိအောင်အရင်လုပ်ဖို့လိုတယ်ဖြည့်ကြည့်ပါစစ်တပ်ကြောက်ကြီးပဲပြည်သူတွေဒုက္ခရောက်အိုးအိမ်တွေမိလောင်အသက်တွေဆုံးရှုံးခံနေရတာလားနိုင်ငံရေးအာဏာရလို့စိမ့်နဲ့အာဏာနေရလို့ရင်တော်လာရေးကိုငွေနဲ့လဲခဲ့ကြတဲ့သူတွေကြောင့်မဟုတ်ဘူးလားဖြည့်ကြည့်မင်းအောင်လိုက်ပြောင်းလူတက်မိုက်ရိုင်းနေပြီမဲ့တချို့တွေကတော်လိုင်းကောင်းစစ်အောက်မှာကလေးကကြစ်ကြားနေပြီလားဆိုတာကျွန်တော်တို့ပြည်သူတွေကိုယ်တိုင်အခုချက်ချင်းစောက်ပြဖို့လိုတယ်ဒီလောက်ပါပဲ